အားလုံးပဲမင်္ဂလာပါရှင်။နေရင်စရာမိုး channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာဆက်လက်ဖတ်ပြပေးသွားမှာတော့ကျေးဇူးတော်ရှင်မင်းကွန်ဆရာတော်ဘုရားကြီးဦးဝိစိတ္တသာရဘိဝင်သာဦးစီရေးသားသည်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ပထမရေပထမပိုင်းအပိုင်း34ကိုဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဤမမြဲသောစီစဉ်ကိုရသောအခါဝမ်းမြောက်ဝမ်းသာရှိမည်ဖြစ်တော်လေပစ္စည်းတော်မည်ရှိသောအခါပစ္စည်းသောအခါတို့၌ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်နှင့်မကာမိအောင်အပြင်းအထန်ပူပန်ဆင်းရဲစေမည်ဖြစ်သည်ဥပမာအားဖြင့်ဆင်းရဲသားတစ်ယောက်တိမ်ထီထိုး၍ပေါက်လာလေ၏ပေါက်တည်ယူကြသည်နှင့်တပြိုင်နက်လွန်စွာနှစ်သက်ဝမ်းမြောက်မည်ဖြစ်၏ဝမ်းမြောက်ဝမ်းသာဖြစ်ရှိကငါသည်လှလှကြီးသုံးလိုက်မည်အတိတ်ကဆင်းရဲခဲ့သမျှအတိုးချ၍ပျော်မြူးလိုက်မည်စသည်ဖြင့်ကြံစီနေစဉ်အတွင်းမတုံးဆွဲလိုက်ရသေးမီအန္တရာယ်တစ်ခုခုကြောင့်တသိန်းလုံးဆုံးမသွားသည့်ဖြစ်ညာအံထိုသူ၏စိတ်မြင်များလောက်ဆင်းရဲသွားမည်ကိုချင့်ချိန်ကြည့်ရှုဆင်ခြင်ရ၏ရစဉ်အခါဝမ်းမြောက်ဝမ်းသာဖြစ်ရသည့်ထက်ဆုံးမသည့်အခါပူပန်ရခြင်းကမရက်မတည်နိုင်အောင်ပုံမလွန်ကဲမည်ကိုစဉ်းစားသိမြင်နိုင်ပေသည်လောကီအရာ၌ဤသည့်ဝတ္ထုမှမစိုးနှစ်သက်ဖွယ်နှင့်စိတ်မသက်သာဖွယ်သဘောနှမျိုးဆက်ဆံလျက်ရှိပေ၏အာယုံ၅ပါးကာမဂုဏ်တရားတို့သည်ပုထုဇဉ်တို့၏အလိုအားဖြင့်နှစ်သက်ဖွယ်တာယာဖွယ်ဖြစ်ကြကုန်၏မြတ်စွာဘုရားကမူအပတ္တာဒဘိက္ခဝေကာမဘဟုဒုက္ခဘဟုပါယတာဟူ၍ကာမဂုဏ်၅ပါးတို့မှာနှစ်သက်တာယာဖွယ်အနည်းငယ်များသာရှိ၍ဆင်းရဲဖွယ်ပင်ပန်းဖွယ်တို့သာများကြကုန်၏ဟုဟောကြားတော်မူသည်မြတ်စွာဘုရားကိုမဆိုထားပြီးတပည့်ဖြစ်သောအရိယပုဂ္ဂိုလ်များပင်ထိုလောကီအာယုံကာမဂုဏ်တို့ကိုပုထုဇဉ်တို့ကဲ့သို့နှစ်သက်သာရခြင်းမရှိကြကုန်သို့သောကာမဂုဏ်တို့မှာနှစ်သက်သာရပွဲလုံးဝမရှိဟု၍ဘုရားဟောတော်မမူချမ်းသာတပိတ်ဆင်းရဲတပိတ်သာဟူဤသို့တာယာပွဲနေပါဒုက္ခသာများ၏ဟု၍ဟောတော်မူသည်ပညာရှိသူတော်ကောင်းတို့သဘောမှာမိသည့်အရာမျိုး၌မဆိုနှစ်သက်သာယာပွဲဖြစ်သောအတ္တရသဘောရှိမရှိကိုရှေးဥစွာမစင်ခြင်းမဲ့စိတ်ညစ်ဖွယ်ဖြစ်သောအပြည့်အာဒီနဝရှိမရှိကိုသာရှေးဥစွာစင်ကြင်တော်မူကြ၏အပြည့်အာဒီနဝတွေ့ရှိနေပါလျင်နှစ်သက်သာယာပွဲအတ္တရပင်ရှိနေစေကမူဂယုမထားကြတော့ချေမလိုလားအပ်သောအရာဟု၍သာဆုံးဖြတ်တော်မူကြ၏အပြည့်အာဒီနဝမရှိလျင်နှစ်သက်သာယာပွဲအတ္တရပင်မရှိစေကမူကောင်းသောအရာဟု၍သာမှတ်ယူတော်မူကြ၏ဥပမာဆိုသောကဘာကြီးတစ်ခုလုံးကိုတူတဲ့အာနာပိုင်သည်ဘယင်ကြီးတရက်လောက်ပါထို့သောကဘာဘယင်ကြီးတရက်ဖြစ်ပြီးလျင်နောက်တစ်နေ့၌အဆုံးစီရင်ခြင်းခံရမည်ဟုပြောဆိုကဘာဘယင်ကြီးပြုလုပ်ရန်တောင်းပန်လျင်ပြုလုပ်ဝင်သောသူပြုလုပ်လိုသောသူရှိမည်မဟုတ်အမှန်မှာတရက်အတွင်းဘေခါကားများမရဘူးမရှိဘူးကဲ့သို့ကဘာဘယင်ကြီးအဖြစ်မှာပုထုဇဉ်တို့၏အမြင်ဖြင့်ကြည့်လျင်တာယာနှစ်သက်ဖွယ်အပြည့်ရှိနေတော်လေနောက်တနေ့မှာပစ္စည်းတည်ကြရမည်အဖြစ်ကြီးကထင်ရှားရှိနေသည့်အတွက်တရက်တာများကဘာဘယင်ကြီးဖြစ်ရမည်တာယာနှစ်သက်ဖွယ်ကိုမြည်သူများတာယာနှစ်သက်နိုင်တော့မည်မဟုတ်ချေဤနည်းအတူပင်အရိယသူတော်ကောင်းတို့သည်မိသည့်အရာ၌မဆိုနောက်အခါဖောက်ပြန်ပစ္စည်းမည်အဖြစ်ကိုမြင်တော်မူကြ၍မဖောက်ပြန်မီအတွင်ခိတ္တယာယီများဖြစ်သောနှစ်သက်တာယာပွဲကလေးကိုနှစ်သက်ဖွယ်ဟု၍မထင်နိုင်ကြတော့ချေဤသို့မထင်နိုင်မဲ့လောကအတွင်းမှာစင်စစ်ချမ်းသာတရားဟု၍မရှိစကားမမြဲသောအနိစ္စတရားတွေကြီးသာဖြစ်သည်မတည်မြဲသည့်အတွက်ချမ်းသာတရားဟု၍လည်းမရှိကစင်စစ်ဆင်းရဲသောတရားစုသာဖြစ်သည်ဟု၍စင်ကြယ်နှလုံးသွင်းသောသူမှသာလျှင်အရိယပုဂ္ဂိုလ်အဖြစ်ကိုရနိုင်ပေသည်ဤသို့လည်းလောကီတရားတွင်မှဒုက္ခကြီးသာဖြစ်သည်ဟုရှုစင်ခြင်းပြုမှသာအရိယပုဂ္ဂိုလ်ဖြစ်နိုင်သောကြောင့်ထို့သောရှုစင်ခြင်းအပ်သောတရားစုသည်အရိယာဖြစ်သို့အမှန်ရောက်စေနိုင်သောတရားဖြစ်၍အရိယသစ္စာမြည်လေသည်တနည်းအားဖြင့်အရိယာပုဂ္ဂိုလ်တို့သည်ဤလောကီတရားစုကိုဒုက္ခဟု၍သာအမှန်အတိုင်းရှုစင်ခြင်းတော်မူကြမြဲဖြစ်၍အရိယသစ္စာဟုခေါ်သည်ဤသို့လည်းအရိယာဖြစ်ရန်ရည်တမ်းအားထုတ်နေသောပုဂ္ဂိုလ်နှင့်အရိယာဖြစ်ပြီးသောပုဂ္ဂိုလ်တို့၏အတိမတ်အမြင်မှန်အရာဘုံသုံးပါဟုခေါ်သောဝတ္တရားကြီးအတွင်မှာဒုက္ခဟု၍မရှိဒုက္ခကြီးသာဖြစ်သည်ဟုရှုစင်ခြင်းသည်မှန်ကန်သည်ဖြစ်၍ဒုတိယအရိယသစ္စာဟုခေါ်၏ကျင့်ကြုတ်အားဖြင့်လောကီတေပုမကတရားဟုခေါ်သောဥပါဒณะခန္ဓာ၅ပါးသည်ဒုက္ခကြီးသာအမှန်ဖြစ်သည်ဆင်းရဲခြင်းစင်စစ်အမှန်ဖြစ်သည်
ဥပါဒณะခန္ဓာ၅ပါးဟူသည်ကငါ၏ကိုစသည်ဖြင့်ဆွဲလန်းရဖြစ်သောရုပ်အစုဝေဒနာအစုတင်ညာအစုသင်္ခါရအစုဝိညာဉ်စုတည်းဟုသောအစုတရား၅ပါးတို့ပင်ဖြစ်၏ထိုအစုတရား၅ပါးတို့သည်ဒုက္ခအရိယသစ္စာမြည်ကုန်၏ဒုက္ခသမုဒယအရိယသစ္စာထိုဥပါဒณะခန္ဓာ၅ပါးတည်းဟုသောဆင်းရဲအစုဆင်းရဲမှန်တရားကြီးသည်အကြောင်းမရှိဘဲအလိုလိုဖြစ်ပေါ်လာသည်မဟုတ်ဆိုင်ရာအကြောင်းများစွာရှိသည့်အနက်အရင်းခံဥစီကြီးမားဆုံးဖြစ်သောအကြောင်းမှာထိုအာယုန်တို့၌မမောတွေ့တာတတ်သောတဏှာလောဘတရားပင်ဖြစ်၏လောက၌တတ္တဝါဟုသမျှတို့သည်မိမိတို့၏ချမ်းသာစွာနေထိုင်စားဝတ်ရေးတို့အတွက်နိစ္စရက်ရှိကြံစီရှာမိလောက်ကိုင်းနေရခြင်းဆင်းရဲဒုက္ခခံကြရသည်မှာကောင်းကောင်းနေထိုင်လိုခြင်းကောင်းကောင်းစားဝတ်လိုခြင်းစသောတဏှာလောဘရှိသောကြောင့်သာဖြစ်၏ငါကောင်းကောင်းမစားလို့မသေးယုံမြတ်တယုံသာရသမျှစာကိုစားနေမည်ကောင်းကောင်းမဝတ်ဆင်လို့အရှက်ကြောက်ဖုံးလွှမ်းယုံသာအလွယ်တကူရရှိနိုင်မည်တည်ရွက်များကိုပင်ကောက်ယူဖုံးအုပ်၍နေမည်စသည်ဖြင့်တဏှာလောဘကိုခွာနိုင်သမျှပယ်ခွာလိုက်လျင်ယခုကဲ့သို့ဒုက္ခမျိုးမျိုးနေရောညင်မှကြံစီအားထုတ်ရခြင်းဆင်းရဲဒုက္ခရှိတော်မည်မဟုတ်ချေသို့ဖြစ်၍ဆင်းရဲခြင်းဒုက္ခကိုအကောင်းထင်ကမမောတွေ့တာခြင်းတဏှာလောဘကဖြစ်စေကြောင်းကောင်းစွာထင်ရှား၏ယခုဘဝအတွက်ပင်မကနောက်ဆက်လက်ရမည်ဘဝအသစ်များမှာလည်းကောင်းသောဘဝအသစ်ကိုသာရလိုသည့်အတွက်ကံမျိုးမျိုးတို့ကိုပြုလုပ်စီဘူးရပြန်သည်ဤပြုလုပ်အပ်သောကံများကြောင့်နောက်ဘဝအသစ်ဖြစ်လာရမှာလေယခုဘဝတဏှာလောဘအစီမံခံရသောကံကဖြစ်စေရသည့်အတွက်ထိုဘဝအသစ်ဖြစ်၏၌အကြောင်းရင်းကိုရှာဖွေသောတဏှာလောဘပင်အကြောင်းရင်းဖြစ်ပေ၏ဤသို့လည်းယင်တဏှာလောဘသည်ဘဝအသစ်မှာဥပါဒณะခန္ဓာဟုဆိုအပ်သောဒုက္ခကိုဖြစ်စေနိုင်သောအကြောင်းရင်းဧကံမှန်သောကြောင့်ဤတဏှာလောဘကိုဒုက္ခသမုဒယအရိယသစ္စာဟု၍ခေါ်အပ်၏ဆင်းရဲဒုက္ခဖြစ်သောခန္ဓာစုကိုဖြစ်စေတတ်သောအကြောင်းမှန်ဟုဆိုလိုသည်ဤဒုက္ခသမုဒယအရိယသစ္စာကိုပင်ဒုချုပ်အားဖြင့်သမုဒယသစ္စာဟု၍ခေါ်၏ဒုက္ခនិရောဓအရိယသစ္စာသမုဒယသစ္စာဟုခေါ်သောတဏှာလောဘသည်လောကီအာယုန်မျိုးမျိုးတို့၌မြောင်နေစေပမာတွေ့တာတတ်မှတ်မောတော်လဲအကြောင်းတရားတို့မပြုပြင်ရပဲအမြဲထင်ရှားရှိနေသည့်အင်းငိမ့်သာရမှုတန်တိဟုခေါ်အပ်သောအသင်္ခတဓာတ်ကိုကတန်တွေ့ခဲ့မိရဲကိုရင်ကောင်းမကတ်နိုင်တဲ့ကဲ့သို့ပင်မမောတွေ့တာမှုမပြုနိုင်ချေရှင်သည်အသင်္ခတဓာတ်နိဗ္ဗာန်ပရမတ်ကိုတဏှာလောဘကမမောတွေ့တာမှုမပြုနိုင်ရ၌အကြောင်းကိုရှာဖွေသည်ရှိသောတဏှာ၏သဘောအဖြစ်ကြည့်လျင်အသင်္ခတဓာတ်နိဗ္ဗာန်ပရမတ်သည်တမမောစေရမဟုတ်သောကြောင့်ဖြစ်၏ထိုအကြောင်းကိုထင်ရှားစေအောင်ပဋိစ္စသမုပ္ပါဒေသနာတော်၌မြတ်စွာဘုရားကဝေဒနာပစ္စယတဏှာခံစားမှုသည်ဟုသောအကြောင်းကြောင့်တဏှာဖြစ်ရသည်ဟုဟောတော်မူသည့်အတိုင်းတဏှာသည်ခံစားခြင်းဝေရယိတဒုက္ခရှိမှဖြစ်နိုင်၏အသင်္ခတဓာတ်ဖြစ်သောနိဗ္ဗာန်တရားမှာခံစားခြင်းဝေရယိတဒုက္ခမျိုးမဟုတ်ခံစားရသည့်ချမ်းသာမျိုးမဟုတ်ငြိမ်းခြင်းချမ်းသာတန်တိဒုက္ခသာဖြစ်သည်ခံစားရမှုအလင်းမရှိသောနိဗ္ဗာန်တရားသည်လူချင်းပွဲတရားနှစ်သက်ပွဲတရားဖြစ်နိုင်ပါမည်လောဟု၍မေးမြန်းပွဲရှိ၏ဤသို့မေးမြန်းသူ၏စိတ်မှာခံစားမှုဝေဒနာကိုသာချမ်းသာစေထင်မှတ်သောကြောင့်တဏှိငြိမ်းမှုချမ်းသာကိုချမ်းသာဟု၍မစင်ကြယ်မိသောကြောင့်ထိုကဲ့သို့မေးမြန်းခြင်းဖြစ်ပေ၏အဖြေမှာဒုက္ခသည်ခံစားခြင်းချမ်းသာဟုဆိုအပ်သောဝေရယိတဒုက္ခငြိမ်းမှုချမ်းသာဟုဆိုအပ်သောတန်တိဒုက္ခဟု၍နှစ်ပါးရှိရာထင်ရှားလောက်သောလောကီဥပမာတစ်ခုကိုပြဆိုရသောဤလောက၌အစားအစာအာဟာရကိုတမမောလာသောတထေကြီးတဦးရှိလေရာ၏ထိုတထေကြီးသည်အဖိုးနတ်ကထိုက်တန်သောအစားအစာအာဟာရတို့ကိုဝေယူစားသုံး၍နေရ၏ဝိဇ္ဇရိုကြီးတဦးကမူအာဟာရတိတ်တိပီစီနေသဖြင့်တထေကြီးစားသောအဖိုးနတ်ကထိုက်တန်သည့်အစာအာဟာရတို့ကိုစားခြင်းမြည်ဝေးစွာဆက်ဆုပ်ပင်ဆက်ဆုပ်လေရ၏ထိုသူနှစ်ဦးတို့မှာအစာအာဟာရနှင့်ဆက်လင်း၍မိသူကချမ်းသာပါသနည်းဟုမေးလျင်တဏှာသမားကတထေကြီးသာချမ်းသာသည်တထေကြီးသာအလိုရှိတိုင်းအကောင်းဆုံးဖိုးနတ်ကထိုက်တန်သောအရာသာများကိုသုံးဆောင်နေရသည်ဝိဇ္ဇရိုကြီးမှာတစုံတရာအာဟာရကိုများသုံးဆောင်ရခြင်းမရှိသည့်အတွက်တထေကြီးကသာလွန်မိသည်ဟု၍ပြောဆိုမိဖြစ်၏ဤသို့ပြောဆိုခြင်းမှာမိမိစိတ်တွင်တဏှာလွှမ်းမိုးနေခြင်းကြောင့်
တဏှာကိုအားပေးတတ်သည်ခံစားမှုဝေဒနာကိုသာအမျက်ထင်မှန်၍ပြောဆိုခြင်းဖြစ်သည်ပညာရှိသောသူတို့ကမူကားဝိဇ္ဇရူကြီးသာလျင်အစာအာဟာရနှင့်ဆက်၍ချမ်းသာခြင်းရှိသည်တထေကြီးမှာအရာသာမျိုးမျိုးကိုသုံးဆောင်ခံစားနိုင်ရန်မရရအောင်ရှာဖွေရခြင်းရှာသောအခါနေရာတကျဖြစ်အောင်စီမံရခြင်းစသောပြုပြင်ရမှုပရိသင်္ခရဏဒုက္ခနှင့်အသည့်လဲလဲလိုခြင်းတည်းဟုသောအာသာဒုက္ခတို့ဝိုင်းဝိုင်းလဲလဲရဲ့ရှိသည်ဝေဒိတဒုက္ခမှန်လည်းရင်ဤဒုက္ခနှမျိုးနှင့်အဘယ်နည်းနှင့်မျှကင်း၍မဖြစ်နိုင်ဝိဇ္ဇရူကြီးမှမူအစာအာဟာရကိုသုံးဆောင်ခံစားခြင်းဝေဒိတဒုက္ခမရှိသည့်အတွက်ပြုပြင်စီမံရခြင်းပရိသင်္ခရဏဒုက္ခအသည့်လဲလဲလိုခြင်းအာသာဒုက္ခစသည့်ဒုက္ခတစုံတရာများမရှိဘဲအစာအာဟာရနှင့်ဆက်၍အင်းငိမ့်လာစွာချမ်းသာသဖြင့်နေနိုင်၏ဝိဇ္ဇရူကြီး၏အင်းငိမ့်ချမ်းသာမှုမှာဆင်းရဲဒုက္ခနှင့်ဆက်ဆံရောနှောခြင်းအလင်းမရှိချမ်းသာတသက်သာဖြစ်သောကြောင့်ဝိဇ္ဇရူကြီးကသာအစာအာဟာရနှင့်ဆက်လင်း၍တထေကြီးထက်ချမ်းသာသည်ဟုဖြစ်ဆိုကြမည်သာဖြစ်၏ဤစကားရ၌တထေကြီးကသာပုံမူ၍ချမ်းသာသည်ဟုပြောဆိုသောတဏှာသမားတို့သည်အပြစ်တစုံတရာကိုမမြင်ကြဘဲစိတ်တိုင်းကြစားတော့ရသည့်တာယာပွဲရှိသောခံစားမှုကိုသာကြည်မြင်ကြ၍ပြောဆိုခြင်းဖြစ်ကြ၏ဝိဇ္ဇရူကြီး၏အစာအာဟာရအလင်းမစားဘဲအိမ်ငိမ့်ချမ်းသာစွာနေရခြင်းကိုကတဏှာလွှမ်းမိုးသောသူတို့ကအကောင်အမြတ်မထင်နိုင်ကုန်တထေကြီးကိုသာအကောင်မြတ်ထင်၍တထေဖြစ်ရန်ကိုသာအလိုရှိကြတဲ့ကဲ့သို့တဏှာလောဘတရားသည်လည်းခံစားမှုဝေဒနာမရှိဘဲစင်စစ်ငြိမ်းလာခြင်းတည်းဟုသောတန်တိဒုက္ခကိုအသင်္ခတနိဗ္ဗာန်ကိုကောင်းသည်ဟုမထင်မြင်မလိုခြင်းအမတ်မောသည်သာဖြစ်၏ဤယာဝေအင်္ဂုတ္တရနိကာယနဝကနိဗ္ဗာန်၄မဟာဝတ်၃ခုမြောက်၃၌ခါတစ်ပါး၌အရှင်သာရိပုတ္တရာသည်ယဟန်တို့၏အလယ်တွင်တရင်သုံးတော်မူကားငါရှင်တို့ဤနိဗ္ဗာန်သည်ချမ်းသာလာ၏ဤနိဗ္ဗာန်သည်ချမ်းသာလာ၏ဟု၍မိတ်ဆိုတော်မူသောအခါအရှင်ဥဒါယီကအရှင်သာရိပုတ္တရာခံစားမှုဝေဒနာမရှိလျင်ဤနိဗ္ဗာန်သည်အဘယ်မှလျင်ချမ်းသာနိုင်မည်နည်းဟုရှင်သာရိပုတ္တရာကိုမေးမြန်း၏ထိုအခါရှင်သာရိပုတ္တရာကငါရှင်ဥဒါယီနိဗ္ဗာန်မှာခံစားမှုဝေဒနာမရှိခြင်းသည်ပင်ချမ်းသာစင်စစ်ဖြစ်သည်ဟုဟောကြားတော်မူသည်ဤယာ၌ဉာဏ်ပညာမဲ့သောပုထုဇဉ်ပုဂ္ဂိုလ်တို့၏အမြင်မှာဒုက္ခသစ္စာခန္ဓာ၅ပါးဖြစ်ပွားနေသည်ကိုသာဒုက္ခဟု၍ထင်ကြ၏ဉာဏ်ပညာရှိသောပုထုဇဉ်ပုဂ္ဂိုလ်တို့နှင့်အရိယာရှင်မြတ်တို့ကမူထိုဒုက္ခသစ္စာခန္ဓာ၅ပါးမိတောင်မိပုံကြီးငြိမ့်ဆဲသွားတဲ့ကဲ့သို့တဖန်နောက်ထပ်မဖြစ်သောချမ်းသာခြင်းဖြင့်ချမ်းသာခြင်းကိုသာဒုက္ခဟု၍မှတ်ယူတော်မူကြကုန်၏ဤယာ၌ဉာဏ်ပညာနည်းပါသောပုထုဇဉ်ပုဂ္ဂိုလ်တို့မဖြစ်ခြင်းငြိမ်းအေးခြင်းချမ်းသာ၏မွန်မြတ်ပုံကိုလက်တွေ့စဉ်းစားသိရှိပွဲမှတ်သားပွဲဥပမာတော်ကလူတရားတွင်နှိရှေလာများလေနာယောဂပြင်းထန်စွာဆွဲကန်နေရာဆရာကောင်းနှင့်တွေ့၍စေကောင်းတစ်ခွက်တောက်ရသဖြင့်ထိုလေနာယောဂအမြင့်ပြတ်ပျောက်ကင်းသွားလေရာ၏ထို့သောလေနာယောဂပျောက်ငြိမ်းသွားသောအခါထိုလူနာသည်မိမြချမ်းသာမည်နီဤ၌လေနာယောဂပျောက်ငြိမ်းခြင်းဟူသည်မှာထိုလေနာယောဂမဖြစ်ခြင်းကိုပင်ခေါ်သည်လွန်စွာချမ်းသာဝမ်းမြောက်ပေလိမ့်မည်စင်စစ်အားဖြင့်ထိုသူသည်ထိုခါ၌နှစ်သက်ဖွယ်မြည်သည့်အာယုံကိုများခံစားသုံးဆောင်ရခြင်းမရှိချေလေနာဒုက္ခပြောင်းငြိမ်းသွားခြင်းလေနာဒုက္ခမဖြစ်ခြင်းသာလျင်ထင်ရှားရှိသည်ထို့သောခံစားမှုမရှိဘဲလေနာဒုက္ခကင်းငြိမ်းသွားမှုလေနာဒုက္ခမဖြစ်ပွားမှုအတွက်ငါမှဖြင့်ဒုက္ခကြီးငြိမ်းဆဲသွားလေပြီစသည်ဖြင့်လွန်စွာနှစ်သက်ဝမ်းသာဖြစ်မည်ဧကံဖြစ်၏တန္တရာဒုက္ခကြီးနှင့်နိုင်စာလျင်မပြောပါလောက်သည့်လေနာဒုက္ခကလေးချုပ်ငြိမ်းသွားရမှာပင်လွန်စွာနှစ်သက်ဝမ်းသာဖြစ်နိုင်ပါလျင်တန္တရာဒုက္ခဘေးကြီးအိမ်ငြိမ်းသွားရမှာကအဘယ်မှလျင်မနှစ်သက်သင့်ပဲရှိအပ်နီအမှန်စင်စစ်နှစ်သက်ဝမ်းမြောက်ရမည်ဖြစ်ကြောင်းကောင်းစွာမှတ်ယူအပ်၏နိဗ္ဗာန်ဤဒုက္ခនិရောဓနိဗ္ဗာန်ဟူသည်ဘယ်တရားဖြစ်သည်နည်းဟုမေးလျင်တန်တိလက္ခဏာရှိသောအကျဉ်အသင်္ခတတပရမတ္ထတရားထူကိုမဉ္ဇဉ်၄ပါးတို့ဖြင့်မျက်မှောက်ပြုလိုက်ရလျင်1500ကိလေသာခတ်သိမ်းတို့အမြင့်ပြတ်နောက်ထပ်မဖြစ်နိုင်သောချုပ်ငြိမ်းခြင်းမျိုးဖြင့်ချုပ်ငြိမ်း၍သွား၏အရဟတမတ်အရောက်မျက်မှောက်ပြုလိုက်ရသောဘဝဝေဤဘဝနောက်ဆုံးသုတိချာမဲ၌မိတောင်မိပုံကြီးငြိမ်းဆဲသွားသည့်ပမာခန္ဓာ၅ပါးဒုက္ခတရားတို့တဖန်သည့်မဖြစ်တော့ဘဲငြိမ်းဆဲ၍သွား၏နောက်ထပ်ဘေဘဝဘေဂရိမာမမဖြစ်တော့ချေထိုတန်တိလက္ခဏာရှိသောဆိုအပ်ပြီးသည့်ဂုဏ်ကျေးဇူးအထူးနှင့်ပြည့်စုံသောအသင်္ခတထပရမတ္ထတရားထူသည်နိဗ္ဗာန်မည်ဟု၍ဖြစ်ဆိုမှတ်သားရ၏
ပုထုဇဉ်ဖြစ်သူတို့မှာနိဗ္ဗာန်၏သဘောကိုအရိယာတို့ကဲ့သို့အပြည့်စုံမသိနိုင်ကုန်မသိပါပဲလည်းရဲ့အရိယာတို့၏အသိဉာဏ်မျိုးကဲ့သို့အသိဉာဏ်ပေါက်အောင်ပြောဆိုရေးသားပါလည်းရင်မှားယွင်းနိုင်ခွင့်ရှိပေသည်နိဗ္ဗာန်ကိုမဆိုထားပြီးစာထဲမှသာတွေ့ရှိဘူး၍ကိုယ်တိုင်မမြင်ဘူးမတွေ့ဘူးသောလောကီဝတ္ထုတစ်ခုခုကိုပင်ကိုယ်တိုင်တွေ့ဘူးမြင်မှုသည့်အနေပြောဆိုမိစေကမှားယွင်းတတ်ပေသည်ပုထုဇဉ်ဖြစ်သောသူငါတို့သည်နိဗ္ဗာန်နှင့်ဆက်၍အရိယာရှင်မြတ်တို့ကဲ့သို့အကုန်အစင်မသိမြင်နိုင်သည့်အတွက်ရှေးဆိုခဲ့ပြီးသည့်အတိုင်းသာမမားအောင်ဖြစ်ဆိုရ၏ထိုတန်တိလက္ခဏာရှိသောအသင်္ခတတံပရမတ္ထတရားထုကိုနိဗ္ဗာန်ဟူ၍ခေါ်၏ထိုနိဗ္ဗာန်ဟူသောပါဠိမှဆင်သက်၍မြမဝဟရ၌နိဗ္ဗာန်ဟူ၍ခေါ်ခြင်းဖြစ်သည်နိဗ္ဗာန်ဟူသည်အဘယ်တရားမျိုးနည်းဟူ၍စဉ်းစားပြန်လျင်ရှင်း၌ဖော်ပြအပ်ပြီးသောနိဗ္ဗာန်၏သဘောကိုမစဉ်းစားမိသေးသူတို့အဖို့မှန်ကန်စွာမသိမြင်နိုင်သည့်အတွက်နိဗ္ဗာန်ဟူသည်မပြတ်မစည်းနိုင်သောတိုင်းပြည်ကြီးတစ်မျိုးမြို့တော်ကြီးတစ်မျိုးဟူ၍မှတ်ထင်တတ်ကြ၏နိဗ္ဗာန်ကိုဘေးမဲ့မျိုးကြီးအနေဖြင့်ရည်စက်ချရာတရားဟောရာတို့၌ဟောဆိုသုံးဆွဲခြင်းမှာဥပစာစကားများသာဖြစ်သည်အကယ်စင်စစ်နိဗ္ဗာန်သည်တိုင်းပြည်ကြီးမြို့တော်ကြီးမဟုတ်ပေအချို့ကလည်းနိဗ္ဗာန်မြို့ကြီးအတွင်မှပြိဋိနိဗ္ဗာန်ဆံဝင်ကြပြီးတော့အရိယာရှင်မြတ်တို့အိုနာသေးခြင်းကင်းသည်ယုံ nant ထူတို့ဖြင့်ရှင်မြူးချမ်းသာစွာနေကြရသည်ဟုထင်မှတ်ပြောဆိုတတ်ကြ၏စင်စစ်ကဖေယယဟန္တာပိစိကဗုဒ္ဓရှင်မြတ်တို့ပြိဋိနိဗ္ဗာန်ဆံတော်မူကြခြင်းဟူသည်မှာထိုသူတို့ထင်မှတ်သည့်အတိုင်းနိဗ္ဗာန်မြို့ကြီးတဲ့သို့ရောက်သွားခြင်းမဟုတ်နိဗ္ဗာန်မြို့ကြီးလည်းမရှိပေဆိုအပ်ပြီးသည့်အတိုင်းယဟန္တာဖြစ်သည်နောက်ဆုံးဘဝသုတိအခြားမဲ့နောက်ကာလ၌တဆုံတစ်ခုသောဘဝဂရိတို့၌မှာခန္ဓာ၅ပါးယုံ nant တရားတို့အသစ်ဆက်၍မဖြစ်ခြင်းအင်းငြိမ်ရသွားခြင်းကိုပြိဋိနိဗ္ဗာန်ဆံခြင်းဟူ၍ခေါ်ဆိုခြင်းဖြစ်သည်နိဗ္ဗာန်မှာကမဖို့တို့၏အာယုံဖြစ်သောပရမတ္ထတရားအထုဖြစ်သည်ပြိဋိနိဗ္ဗာန်ကယုံ nant ခန္ဓာတို့တဖန်အသစ်မဖြစ်ပဲငြိမ်ဆဲသွားခြင်းဖြစ်သည်ဟုနိဗ္ဗာန်နှင့်ပြိဋိနိဗ္ဗာန်အထုကိုမှတ်ယူရ၏နိဗ္ဗာန်ဟူသောစကားမှာပါဠိတော်တစ်ပြက်ပါရှိသည်မြန်မာစကားဖြစ်သောကြောင့်ပင်ဆရာသမားများကကုသိုလ်ကောင်းမှုပြုလုပ်သည့်အခါနိဗ္ဗာန်ကိုသာဆုတောင်းရမည်ဟုဟောကြားဆုံးမသဖြင့်နိဗ္ဗာန်ကိုဆုတောင်းကြပါတော့လေအများအားဖြင့်နိဗ္ဗာန်ဟူသည်အဘယ်သို့သဘောရှိသည်ဟုကောင်းစွာနားမလည်ကြသဖြင့်စိတ်ထဲမှာအာရနှစ်သက်လေးလေးနက်နက်ရှိကြမည်မဟုတ်ချေကဲ၍သာဆရာသမားတို့ကဆင်းရဲပူပန်ရခြင်းဟူသည်များအင်းငြိမ်းရပါလို၏ဟု၍ဆုတောင်းရမည်ဟုဟောကြားဆုံးမပါလေရင်မြန်မာစကားတသက်ဖြစ်၍စိတ်ထဲမှာကွက်ကွဲပြားပြားခြားနားစွာတည်သဖြင့်အာရကျေနပ်လေးနက်စွာဆုတောင်းကြမည်ဖြစ်ပေ၏နိဗ္ဗာန်နှစ်မျိုးလွန်ကောင်းမြတ်ဖို့တန်သောအဝိထေကြီးတစ်ထဲရှိသည်ဆိုပါစို့ထိုအဝိထေကိုသုံးဆောင်သူထေပိုင်ရှင်ရှိစဉ်ကာလ၌သုံးဆောင်သူရှိသောအဝိထေကောင်းကြီးဟုခေါ်ဆို၍ထိုအဝိရှင်ကွယ်လွန်သွားသောအခါသုံးဆောင်သူမရှိသောအဝိထေကောင်းကြီးဟု၍ခေါ်ဆိုရလေသည်ဤ၌ဝိထေတစ်ခုတည်းကိုပင်သုံးဆောင်သူရှိသောအချိန်မရှိသောအချိန်သို့လိုက်၍အမည်နှမျိုးဖြင့်ခေါ်ဆိုသုံးဆွဲခြင်းဖြစ်သည်ထို့အတူပင်အရှင်သာရိပုတ္တရာမဖို့ဖြင့်အာယုံပြုအပ်သည့်တန်တိလက္ခဏာရှိသောအသင်္ခတတံနိဗ္ဗာန်ပရမတ်ကြီးကိုအရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိနိဗ္ဗာန်ဆံတော်မမူမီကာလအတွင်းဥပါရိတေတာခန္ဓာ၅ပါးထင်ရှားရှိနေသောကြောင့်သာဥပါတိတေတာနိဗ္ဗာန်ဟုခေါ်၍အရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိနိဗ္ဗာန်ဆံတော်မူသွားသောအခါထိုနိဗ္ဗာန်ကိုအာယုံပြုတတ်သည့်ဥပါရိတေတာခန္ဓာ၅ပါးမရှိတော့သောကြောင့်အနုပါရိတေတာနိဗ္ဗာန်ဟုခေါ်ဆိုအပ်လေသည်တဏှာကိုပညာဖြင့်ဖိနှိပ်ခကောင်းစွာဆင်ခြင်စဉ်းစားနိုင်မှငြိမ်းမှုနိဗ္ဗာန်ကိုလိုရှိနိုင်ပေမည်ပညာဖြင့်ဖိနှိပ်ခြင်းမရှိဘဲတဏှာကိုသာဦးစားပေး၍စဉ်းစားလျင်ငြိမ်းမှုနိဗ္ဗာန်ကိုတကယ်လိုရှိရသည့်တရားဟု၍ကောင်းစွာမသိမြင်နိုင်နိဗ္ဗာန်၃မျိုးနိဗ္ဗာန်သည်ဆိုအပ်ပြီးသည့်အတိုင်းနှမျိုးပြသည်သာမဟုတ်သည်ထိုနိဗ္ဗာန်၌ထင်ရှားပြည့်စုံနေသောဂုဏ်ချင်းရာအပြင်တေသုံးညတနိဗ္ဗာန်နှင့်အာနိမိတနိဗ္ဗာန်၃အပနိဟိတနိဗ္ဗာန်ဟု၍သုံးပါးပြရှိပြန်၏တေသုံးညတကင်းစိတ်သည်နိဗ္ဗာန်တရား၌ကြောင့်ကြဝဲပလီဘောဓဟုသမျှအလုံးစုံကင်းစိတ်သည်ဂုံချင်းရာကိုဆွဲပြု၍သုံးညတနိဗ္ဗာန်ဟုခေါ်၏နှင့်နိမိတအကြောင်းသင်္ခတတစ်မျိုးဖြစ်သည့်စေစေတသိက်ရုပ်တရားတို့သည်ကိလေသာတို့၏အကြောင်းဖြစ်ကုန်၏ဖြစ်ပုံမှာသင်္ခတတရားတို့သည်ရုပ်ဖြစ်စေနာမ်ဖြစ်စေအတိအသည့်အခြားတရားတို့နှင့်မတွဲမဖက်မိမိတရားတစ်ခုတည်းသက်ဖြစ်နိုင်သောသဘောမရှိရုပ်တရားတို့မှာအ ਨੇ ဆုံး၈ပါးစုပေါင်းလျက်ဖြစ်ကြသည်
အထကလတ်ယုတ်ခေါ်၏နန္တရားတို့မှာလည်းအ ਨੇ ဆုံးတဘာဝရှစ်မျိုးစုပေါင်းဖြစ်ကြရသည်ပစ္စဝိညာဉ်ကိုဆိုလိုသည်ထို့သောဆိုင်ရာနှင့်တွဲဖက်၍တပေါင်းတစုတည်းဖြစ်ပေါ်လာသောတရားစုကိုငါကောင်ကိုကောင်ထေဝတ္ထုဒရတ်စသည်ထင်မှတ်ကတမတ်ခြင်းတဏစသောကိလေသာတို့ဖြစ်ပွားကြကုန်၏ထို့ကြောင့်သင်္ကတတစ်မျိုးဖြစ်ကြသည်စိတ်စေတသိက်ယုတ်တရားတို့မှာသဘောတူရာစုပေါင်းဖြစ်ကြသည့်အတွက်ငါကောင်သူကောင်စသည်ထင်မှတ်ကတမတ်ခြင်းတဏစသောကိလေသာတို့ဖြစ်ပွားကြောင်းဖြစ်၍နိမိတ်အမည်ရကြကုန်သည်အထူးအားဖြင့်နိမိတ်ဟုသောအမည်ကိုလောကီစိတ်စေတသိက်ယုတ်တရားတို့ရကြကုန်၏ဤကိလေသာတို့ဖြစ်ပွားကြောင်းနိမိတ်ဖြစ်သည်ငါကောင်ကိုကောင်အထေဝတ္ထုဒရတ်စသည်ထင်မှတ်ဖွယ်ရာသဘောမျိုးနိဗ္ဗာန်၌လင်းမရှိသို့ဖြစ်၍အာနိမိတ်နိဗ္ဗာန်ဟု၍လည်းခေါ်အပ်၏၃ပဏိဟိတာတောင်းတခြင်းဟူသည်တဏှာပင်ဖြစ်၏နိဗ္ဗာန်မှာရှေးကပြဆိုခဲ့ပြီးသောအတိုင်းတဏှာဖြင့်တောင်းတပွဲရာသဘောအလင်းမရှိတဏှာဖြင့်ကြည်လည်ရင်လူချင်းပွဲရာတောင်းတပွဲရာပင်မဟုတ်တော့ချေသို့ဖြစ်၍အပနိဟိတနိဗ္ဗာန်ဟု၍လည်းခေါ်အပ်၏ဤသို့ဂုံချင်းရပြားကိုဆွဲကနိဗ္ဗာန်သို့မျိုးရှိသည်ကိုသိမှတ်ရ၏ဤဒုက္ခនិရောဓသစ္စာကိုအကျဉ်းအားဖြင့်និရောဓသစ္စာဟု၍လည်းခေါ်၏ဤនិရောဓသစ္စာမှာအသင်္ကတတပင်ဖြစ်၏ဤនិရောဓသစ္စာမှာအကြောင်းတစုံတရာဖြင့်မပြုပြင်အပ်သောသဘောဖြစ်သည်ထို့ကြောင့်ဤនិရောဓသစ္စာအသင်္ကတတနိဗ္ဗာန်ပရမတ်ကိုဓမ္မသင်္ကနီပါဠိတော်၌အပစ္စယဓမ္မအကြောင်းကင်းသောတရားအသင်္ကတဓမ္မအကြောင်းတို့မပြုပြင်အပ်သောတရားဟု၍ဟောတော်မူအပ်၏မဂ္ဂရိယသစ္စာဤသို့နိဗ္ဗာန်မှာအကြောင်းကင်းလျက်မြည်သည့်အကြောင်းကမှမပြုပြင်ရပဲအမြဲထင်ရှားရှိနေသောတရားဖြစ်တော်လေထိုနိဗ္ဗာန်ခေါ်သည်အင်းငိမ့်ချမ်းသာမှုတန်တိသဘောသို့ဆက်ရောက်ရန်မှာအကြောင်းမဲ့မဖြစ်နိုင်အကြောင်းရှိမှသာဆက်ရောက်နိုင်ဆက်ရောက်နိုင်မည့်အကြောင်းဟူသည်လေမြတ်သောကျင့်တရားသာဖြစ်ပေ၏ထို့ကြောင့်ဒုက္ခငြိမ်းရနိဗ္ဗာန်သို့ရောက်ကြောင်းတရားကိုဒုက္ခនិရောဓဂါမိနိပฏิပဒါဒုက္ခချုပ်ငြိမ်းရသို့ရောက်ကြောင်းကျင့်ဟူ၍ဟောတော်မူ၏မစ္စည်းမပฏิပဒါလောက၌ကာမချမ်းသာကိုခံစားကစိတ်ချောင်ကြည်စွာတဏှာကြိုက်လိုက်၍နေခြင်းသည်ဒုက္ခငြိမ်းရနိဗ္ဗာန်သို့ရောက်ကြောင်းမဟုတ်ကာမတုခံလိကာနုယောဂခေါ်အယုတ်တရားသာဖြစ်၏မိမိကိုယ်ကိုကိလေသာမဖြစ်ပေါ်စေရန်ရှိတန်၍မိခင်ခြင်းနေလန်းခြင်းလက်ကိုအမြဲမြောက်၍ထားခြင်းစသောဆင်းရဲမှုကိုဖြစ်စေခြင်းဆင်းရဲအောင်အထောက်ခြင်းသည်လည်းဒုက္ခငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းမဟုတ်အတ္တကိလမထနုယောဂခေါ်အယုတ်တရားသာဖြစ်၏စင်စစ်တော်ကတဏှာအကြိုက်လူလိုက်ခကာမချမ်းသာကိုခံစားနေခြင်းလည်းမဟုတ်စေရပဲမိခင်ခြင်းနေလန်းခြင်းစသည်ကဲ့သို့မိမိကိုယ်ကိုအပြင်းထန်နှိပ်စက်ခဆင်စင်ရဲရဲခဲရင်ကြတင်စွာကျင့်ရသောအခြင်းမျိုးလည်းမဟုတ်ပဲမရောမတင်စောင်းညွှန်းခြင်းဟူသောစကားအတိုင်းခြောင်ကြီးသက်သာပေါ်ရော့လာသည်ဟူ၍လည်းမဆိုရကြတိစင်ရဲ့ခဲရင်လာသည်ဟူ၍လည်းမဆိုရသည်လေလက်စားဖြစ်သောအကျင့်သည်သာလည်းဒုက္ခငြိမ်းရနိဗ္ဗာန်သို့ရောက်ကြောင်းစင်စစ်ဖြစ်ပေ၏ဤအကျင့်ကိုမစ္စည်းမပฏิပဒါမချောင်မကျက်လေလက်ဖြစ်သောအကျင့်ဟူ၍ခေါ်၏ဤမစ္စည်းမပฏิပဒါအကျင့်ကိုပင်မကဟူ၍ခေါ်၏နိဗ္ဗာန်သို့တွားရောက်ကြောင်းလမ်းဟုဆိုလိုသည်အကုသိုလ်တရားတို့၌ပါဝင်သည့်မိစ္ဆာဒိဋ္ဌိအစရှိသောတရားစုကိုပယ်လေးပုံသို့ရောက်စေတတ်သောကြောင့်ဒုက္ခတိမဂ္ဂတဏိမိစ္ဆာမဂ္ဂဟု၍ခေါ်အပ်ကုန်၏လောကီကုသိုလ်တို့၌ပါဝင်သည့်တမ္မာဒိဋ္ဌိအစရှိသောတရားစုကိုဒုက္ခတိပုံသို့ရောက်စေတတ်သောကြောင့်ဒုက္ခတိမဂ္ဂတဏိတမ္မာမဂ္ဂဟု၍ခေါ်အပ်ကုန်၏မကုသိုလ်စိတ်တို့၌ပါဝင်သည့်တမာဒိဋ္ဌိစရှိသောတရားစုကိုနိဗ္ဗာန်သို့ရောက်စေတတ်သောကြောင့်သူဂတိမဂ္ဂတဏိတမာမဂ္ဂဟု၍ခေါ်အပ်ကုန်၏ဤမစိတ်တို့၌ပါရှိသည်တမာဒိဋ္ဌိစရှိသည်တို့ကိုနိဗ္ဗာန်ကိုလိုရှိသူတို့ရှာမိရသောကြောင့်၎င်းထိုတရားစုကပင်နိဗ္ဗာန်ကိုရှာမိတတ်သောကြောင့်၎င်းကိလေသာကိုပယ်သက်၍နိဗ္ဗာန်သို့တွားရောက်တတ်သောကြောင့်၎င်းမကမီဟု၍သစ္စာဝိပင်အထာကထာ၌ဖွင့်ပြအပ်သည်ဤမဂ္ဂအရာတရားသည်တပါးတည်းမဟုတ်ဖော်ပြလက်တန်သောအတိုင်း၈ပါးရှိသောကြောင့်အထင်ကိကမံအစိတ်အင်္ဂါ၈ပါးရှိသောမတ်ဟု၍ခေါ်၏ထိုအစိတ်အင်္ဂါတစ်ပါးစီကိုကမဂ္ဂင်ကမဂ္ဂင်ဟု၍ခေါ်၏၈ပါးပေါင်းကိုကမတ်ကမတ်ဟု၍ခေါ်၏အစိတ်အင်္ဂါ၈ပါးတို့ဟူသောကတေတမာဒိဋ္ဌိမှန်ကန်သောအမြင်ဆင်းရဲမှန်ကိုသိခြင်းဆင်းရဲကြောင်းမှန်ကိုသိခြင်းဆင်းရဲချုပ်ရာမှန်ကိုသိခြင်း
စင်ရဲ့ချုပ်ရာသို့ယောက်ျားမှန်ကိုသိခြင်းဤတိဉဏ်လေးမျိုးတို့ဖြစ်၏နေတမ္မာသင်္ကပ္ပကောင်းမွန်သောအကျင့်နိခမပါရမီမှာပြခဲ့သောအတိုင်းကိလေသာကာမဝိထုကာမတို့မှလွတ်မြောက်ရန်၎င်းသူတစ်ပါးတို့ကိုမဖြစ်စည်းရန်၎င်းသူတစ်ပါးတို့ကိုမငြင်းစေရန်၎င်းဖြစ်သောအကျင့်၃ပါး၃တမ္မာဝါစာကောင်းသောစကားကိုဆိုခြင်းဝစီဒုစရိုက်၄ပါးတို့မှရှောင်ကျဉ်ခြင်း၄တမ္မာကမ္မန္တာကောင်းသောမှုကိုသာပြုခြင်းကာယဒုစရိုက်၃ပါးတို့မှရှောင်ကျဉ်ခြင်း၅တမ္မာအာဇီဝကောင်းသောအသက်မွေးခြင်းမကောင်းမှုဒုစရိုက်9ပါးတို့ဖြင့်အသက်မွေးခြင်းမှရှောင်ကျဉ်ခြင်း၆တမ္မာဝါယမကောင်းသောအထုတ်ခြင်းမဖြစ်သေးသောအကုသိုလ်တရားတို့ကိုမဖြစ်စေရန်ဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပယ်ရန်မဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်ပွားစေရန်ဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအစဉ်တိုးပွားစေရန်အာထုတ်ခြင်း9တမ္မာတတိကောင်းစွာမမေ့မလျော့ခြင်းကိုယ်ကာယ၌သော၎င်းခံစားမှုဝေဒနာများ၌သော၎င်းစိတ်၌သော၎င်းနိဝရဏစသောတရားတို့၌၎င်းမိမိစိတ်တည်နေစေရန်မမေ့မလျော့ခြင်းရှေတမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းပထမဇန်ဒုတိယဇန်တတိယဇန်စရုတ္ထဇန်တို့ကိုဆိုလိုသည်ဤတရား၈ပါးစုသည်လောကီဘ၌က၈ပါးလုံးတစ်ပြိုင်နက်တည်းမဖြစ်နိုင်ကြအတိတွက်ဖက်၍ဖြစ်ပေါ်နိုင်သမျှသာတွက်ဖက်ဖြစ်ပေါ်ကြ၏လောကုတ္တရာသို့ရောက်သောအခါတစ်ပြိုင်နက်တစ်ချိန်နှင့်၈ပါးလုံးတွက်ဖက်ဖြစ်ပေါ်ကြသည်လောကုတ္တရာမခဏ၌တစ်ပြိုင်နက်တစ်ချိန်နှင့်ဖြစ်ပွားကြသည်ဤမဂ္ဂင်တရား၈ပါးကိုသာဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်သို့သွားရောက်ကြောင်းမဂ္ဂအရိယသစ္စာဟု၍ဆိုအပ်၏ဤသို့လည်းယင်ဒုက္ခនិရောဓဂါမိနိပฏิပတ္တမဂ္ဂအရိယသစ္စာဟုသည်၈ပါးလုံးတစ်ပြိုင်နက်တစ်ချိန်နှင့်တစ်ပေါင်းတစ်စည်းတည်းဖြစ်ကြသည်တမ္မာဒိဋ္ဌိစသောတရားစုကိုခေါ်၏မဖို့နိဗ္ဗာန်ဟုသောလောကုတ္တရာတရားစု၌ပါဝင်သည်မဟုသောစကားမှလည်းဤမဂ္ဂရိယသစ္စာဖြစ်သောတရား၈ပါးကိုခေါ်ဆို၏ဟု၍မှတ်ယူရ၏ရိယသစ္စာပြဆိုကံပြီး၏နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ပထမတွင်ပထမပိုင်းအပိုင်း34ကိုဖတ်ပြတင်ဆက်လို့ပြီးပါပြီရှင်အားလုံးပဲဘေးရန်ကင်းကွာကျမ်းမာချမ်းသာကြပါစေရှင်